အားလုံးပဲမင်္ဂလာပါပြည်သူရင်ပြင်အတွင်းထဲမှာဘာရီဆော့ရှာရှိလဲဘာရီဆော့ဖို့ကောင်းလဲပြီးတော့ဘယ်ဟာတွေကိုငင်းကားဆော့ကလဲဆိုတာကိုသိချင်တော့ဒီ blog လေးကိုကြည့်ရမယ်နော်ဒီ blog လေးကအရှိက blog ရဲ့ part 2ဖြစ်တာမို့ part 1ကိုမကြည့်ရသေးဘူးဆိုရင်တွားကြည့်ဖို့အတွက်ငင်းကအကြံပြုချင်ပါတယ်နော်အားခဲပြီးတော့ဆော့ပြင်လာသမျှအခုမှစပါပြီဘာရီဆော့မလဲဆိုတာကိုသိချင်တော့စိတ်ဝင်စားတဲ့ဒီ blog လေးကိုကြည့်လိုက်နော်ဆိုတော့စီးချင်တာလည်းအများကြီးပဲအဲ့ဒီမှာဘာရီစီးသွားမလဲဆိုတော့ငင်းကကြတော့roller coaster စီးမယ်လို့တွေးထားရကွာဒါပေမဲ့ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်မယ်နော်ဟုတ်ပြီအဲ့ဒီချိန်တုန်းကအသက်ကမပြည့်သေးဘူးဆိုတော့ကလေးပဲကွာကလေးကြောက်လို့ပဲဒီမှာကြည့်ပြေးလွှားချင်နေရပါတော့ဒါပေမဲ့ဆန္ဒကိုတိတ်ကနေထိန်ပြီးတော့ဒီတိုင်းလေးပဲသွားနေရပါတကယ်တော့လွတ်လပ်လေအရင်ပြေးပြီးတော့သွားလိုက်ချင်တာတိတာဘာလို့လဲဆိုတော့ street တွေလည်းပေါ်ပါပြီဘာမှစိတ်ရှုပ်စရာလည်းမရှိတော့ဘူးဆိုတော့အေးဆေးလေးဖြစ်သွားရဲ့အနေဒါဆိုအရင်ကမပေါ်ပါနေရပါတော့သွားချင်တဲ့နေရာကိုပါဇက်ကဟားလိုက်တာနဲ့အမြဲလိုက်ပို့ပြီးတော့အမကြီးပါအဲ့ဒါကြောင့်နေနေရမှာပါဘယ်နေရာသွားချင်အမြဲနဲ့မငြင်းမညူနဲ့လိုက်ပြီးရမှာပါဖျားသွားတဲ့တူတူဘာသွားတဲ့တူတူဆိုလိုမျိုးပါပဲပေါ့နော်ကဲခုနပြောရမမိရမလား roller coaster စီးရင်နေရဆိုတော့ကြည့်လိုက်ပါဦးနေပူကျဲတဲထဲမှာဘယ်သူမှစီးရတူလည်းမရှိဘူးမစီးလို့မရဘူးတင်နေဆိုနေတော့ဟိုဘက်ကိုပက်ကြည့်ပါရဲ့ဒီဟာကြီးကတော့လေလုံးဝစီးလို့မရဘူးအရန်ကြောက်တယ်အဲ့ဒီဟာရကွာကိုပြီးချင်တယ်ဆိုပြီးတော့လည်းမပြီးဘူးသူကလှုပ်နေမှာလှုပ်ပြီးတော့သူတို့ပြီးရဲ့ချိန်ကြမှာပြီးမှာကွာဆိုတော့ဒါလေးကိုတော့တွေ့ရတယ်ဆိုတော့ဘာလဲမဆိုးဘူးခဏလေးပဲဟိုဘက်သွားဒီဘက်သွားဟိုဘက်သွားဒီဘက်သွားပြီးအောက်ကိုဆင်းသွားမှာပဲဆိုတော့ကိုရဲ့ကြောက်စိတ်နဲ့လေဒါနဲ့တော့ကိုက်လောက်မယ်ဆိုပြီးတော့ဒါလေးပဲစီးမယ်ဆိုပြီးဆုံးဖြတ်ချပြီးတော့ဒါလေးစီးမယ်ပေါ့နော်ဟိုဘက်မှာပါလေအဲ့စီးရဲ့အရာတွေကရေဆိုတဲ့အရာတွေရှိတော့လေရေဆိုမယ်ဆိုရင်အဆင်ပြေဘူးဆိုတော့ဒါလေးကိုပဲငင်းကစီးပါရဲဆိုတော့ဒါကကြတော့ကြီးရပုံဆိုရင်ညီတို့စီးရကိုရိုက်ထားတာပေါ့နော်ပြီးတော့လူတွေများစီးနေကြဒီနေရာလေးမှာလည်းလူကြီးစီးနေကြပါတော့ညီကတော့အဲ့နေရာတိတ်မကြဘူး roller coaster စီးကြည့်ပေမဲ့မစီးရတော့ကြည့်ပြီးတော့ပဲပြန်ပါရဲ့ပြီးတော့အစားတောက်စားရဲ့လုံးဝ honest review ပြောပါမယ်ဒီဆိုင်ကပေါ့နော်အရင်ကြီးစားရေးလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ကွာဗာလေတုံရဟင်းချိုရဲ့ပြီးတော့နောက်ထပ်ပင်လဲစာနှစ်ပွဲလားမသိဘူးပြီးတော့ချက်တောက်ထောင်းရင်အဲ့တော့ပဲကွာလေးပွဲဝယ်တာကွာအဲ့ဒါကိုဘယ်လောက်လဲသိန်းကျော်ဘူးအောင်ရှင်းရရတယ်အမလေးပြီးတော့လေ तू ကဘယ်လိုမျိုးလဲဆိုတော့အသားကြီးပဲချပေးရဆိုရင်တမျိုးအခုကမဟုတ်ဘူးဘယ်လိုလဲသိလားအကောင်လုံးကတင်မော်တီထောင်းကြီးပဲတင်မော်တီကြီးပဲအငိမ့်မလို့ပေါ့နော်ဟိုကစားစရာနဲ့ပွဲပြီးတော့တုံရင်းကျော်တဲ့ပွဲစင်းနေရှင်းခဲ့ရတာ3သိန်းကျော်လား2သိန်းဒီပါလားမသိဘူးအဲ့လောက်တော့ရှင်းခဲ့ရတာဆိုတော့လုံးဝစားဖို့တဲ့မတန်ပါဘူးအရသာလည်းမကောင်းပါဘူးငန်ကြီးပေါ့နော်ကောင်းနည်းနည်းပေါ်တဲ့အရာဆိုလဲပေါ်တယ်ပြီးတော့ငန်တဲ့အရာဆိုလဲငန်တယ်ပြီးတော့ပင်နေစားရဆိုလဲအရင်ငန်ပါရဲ့ပြီးတော့ပေါ့နော်ပြရတဲ့ဈေးနဲ့စားရတာကကောင်းတယ်ဆိုရင်တော့တန်တယ်လို့ပြောလို့ရပါမယ်အခုကကျတော့ဘယ်လိုမှအဆင်ပြေဘူးပေါ့နော်တော့ဒီဆိုင်ကိုဒီနေရာကိုတွားရင်ပေါ့နော်စီဆိုင်တွေမှာတော့မစားပါနဲ့ဝေးကနေရှောင်ပါဒါပတ်စံရှင်းပါပေါ့နော်အမလေးအဲ့တော့တောင်များသွားလားပေါ့နော်ဆိုင်ကြီးတွေမှာထိုင်စားရင်တော့အဲ့လောက်ရမကုန်ဘူးဆိုပြီးတော့ဖြစ်ပါရပါတယ်ဒီတုံရဟင်းစုံကိုကြည့်လိုက်အဲ့ဒီပစုံတွေကလေပျော့ကျဲနေရပဲပျော့ဤနေရပဲဆိုတော့လုံးဝမလက်ဆက်ဘူးပေါ့နော်အဲ့ဒါလေးလေတွေ့ရရဲဆိုတော့ငင်းကကြတော့တင်မော်တီတောင်းနေပြီထမင်းနဲ့စားတာလေးရတယ်လို့မျိုးဖြစ်သွားရေပေါ့နော်ဆိုတော့စားလို့တော့လည်းပြပါပြီဆိုတော့တခြားနေရာကိုခီးဆက်ပါတယ်ဘိုင်ဘိုင်နောက်ဘလော့မှာဆိုမယ်နော်